က်ပါမင်းကြိုက်တဲ့အချိန်ပြန်ခဲ့ကွာကြံခဲ့လေကိုစိတ်မနာပါအမှန်ပဲတကယ်အိုးဖိတ်စာမှာမင်းနဲ့ငဲတို့ရဲ့နာမည်တွေအိမ်မက်တွေလာခွာထားရနေစေရသွားရဲ့ကိုမှမင်းပြောရင်ချီနဲ့နေတဲ့ငါအမိအရာကိုနှလုံးသားငါကိုမရှိခဏသူ့သုံးချတာအတိအကျတွေသိရပြီမဲ့တတိယမစာတန်တမီနေသူကိုမှဒီတရားတွေမောင်းမိုက်နေရှာကြောင်ရိုက်မနာတော့အသေး